Hello အားလုံးပဲမင်္ဂလာပါမတွေ့ရတာအရန်ကိုကြာသွားပြီအရန်ကိုကြာသွားချိန်မှာဘာတွေပြောင်းလဲသွားလဲဆိုတော့ weight တွေလည်းတက်လာတယ်ပြီးတော့ပုံမှန်လုံး freelancer လည်းမဟုတ်တော့ဘူးနေတိုင်းရုံးသွားတဲ့ကောင်မလေးတယောက်ဖြစ်နေလို့ပေါ့နော်အဲ့တော့ Angeline ဘာ vlog မရိုက်ဖြစ်ဘူးဒီတိုင်းပဲမနက်9ညနေ9ပုံမှန်လို့သမားဘွားကိုရောက်နေလို့ဖြစ်ပါတယ်ပေါ့နော်အဲ့ဒါထားလိုက်ပါအခုဘာလုပ်မလဲဆိုတော့unboxing တစ်ခုလုပ်ပြမယ်အဲ့ဒါကတော့တချို့တွေလည်းလုပ်ထားတွေ့တယ်ပေါ့နော်ဒါကြတော့ကို့မောင်လို့ခင်တဲ့တယောက်ကသူ clothing runner ပေါ့နော်အဲ့ဒါလေးကိုပြောပြချင်လို့အခုရောက်လာပြီဒီလိုတော့ဖောက်ထားလိုက်တယ်လေဘာဖြစ်မယ်လို့ထင်တယ် clothing ဆိုတော့လေနော်ပြီးတော့မြန်မာနိုင်ငံရဲ့ delivery အခြေအနေကတည်တဲ့အတိုင်းပဲပြပြီးတော့အဲ့လိုမျိုးရောက်လာဘူးတွေတော့စုပ်ပြတ်တတ်တယ်ဒါပေမဲ့ unboxing လုပ်ပြမယ်နော်ဆိုတော့အဲ့လေးဖောက်လိုက်ပြီခုနကဖောက်ပြီးသားအဲ့ဒါကဘာဖြစ်မလဲတာဒါ Peter Clothing ကပို့လိုက်တဲ့ဟာပေါ့နော်ဒီလိုလေးပဲပြလိုက်တော့မယ်ခုကိုလေးကဒါသူ့ logo ပေါ့နော်မိုက်တယ်ပြီးတော့ဒီမှာ hip hop ရ for element ကပါမယ်ပေါ့နော်အစုံတင်းဆိုရဟာပါမယ်အဲ့ဒါတော့တခုမှမလုပ်တတ်ပါဘူးဒါပေမဲ့အထဲထဲမှာပါရှိလဲဆိုတစ်ချက်ကြည့်ကြမယ်နော်စဖွင့်ပါပြီဖွင့်လိုက်တဲ့အချိန်မှာအင်ကြီးထွက်လာပြီအင်ကြီးကပြီးထောက်ပြမယ် and then sticker လေးပါမယ်ဆိုပါ laptop မှာကတ်လို့ရအောင်နော် another thank you ကတ်ပါမယ်ပြီး that's all ကဲအင်ကြီးစဖောက်ကြည့်မယ်စဖောက်ပြီနော်စဖောက်တဲ့အခါမှာ strong အန်ဂျလင်းကတော့နည်းနည်းဝေးအရန်ချထားရမုံနည်းနည်းချရတဲ့အတွက်ကြောင့် side M ယူလိုက်တယ်သူ့ရဲ့ hip hop ရဲ့တင်းလေးခုလောက်ပါမယ်ပြီးရင်အတွင်းထဲကသူ့ logo ထပ်ပါသေးတယ် and then လှည့်လိုက်ပြီဆိုရင်ဒီဟာဘယ်လို fashion ကျွေးကောင်းမလဲဆိုတာကိုလည်းစစဉ်းစားပြီပေါ့နော်ဆိုသူထုတ်တဲ့တဲမှာဒီတစ်ခုတော့တော်တော်ကြိုက်တယ်လို့ပါမယ်အဲ့ဒါကြောင့်မို့ unboxing လုပ်ပြရပါတော့ not bad ကြိုက်တယ်ooh so will I be so ရှင်ဘတ်မှာဒီလေးမျိုးရှိမယ် and then ဘာနဲ့ဝတ်ထားလဲဆိုတော့ကာကူနဲ့ဝတ်ထားတယ်မမြင်ရဘူးအောက်က Air Force One နဲ့ဒီကောင်ကဘယ်လိုပြောမလဲဆိုတော့ဘယ်တော့မှယူရမယ့် fashion ပါနော်အင်ဂျလီတက်အားလေးကိုပေးရပါတယ်တစ်ချက်ကြည့်ပေးပါဦးနော်ကဲso rating ပေးမယ်ဆိုရင်8ဘာလို့လဲဆိုတော့နေမလို့